အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဗီဒီယိုလေးမှာတော့ထိုင်းကနေပြီးတော့မြန်မာနိုင်ငံကကမ္ဘောဇဘန်ကောက်ထဲကိုဓာတ်ရိုက်ကိုယ်တိုင်ငွေဘယ်လိုလွှဲရမလဲဆိုတဲ့ဤလမ်းလေးကိုပြသပေးမှာဖြစ်ပါတယ်အဲ့တော့ရေဦးဆုံးကိုယ့်ရဲ့ဖုန်းထဲမှာဒီ APG ဆိုတဲ့ application ကိုစမှတ်ထားမှာဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒီကောင်အသုံးပြုဖို့အတွက်ဆိုရင်တော့မျိုးတို့စီမှာ Chrome Time Ban ရှိမှရမှာဖြစ်ပါတယ် Chrome Time Ban နဲ့ကျွန်တော်တို့ဒါ APG နဲ့ကို register လုပ်ပြီးသွားမှသာလျှင်ကျွန်တော်တို့ဒါအသုံးပြုလို့ရမှာဖြစ်ပါတယ်ကျွန်တော်ရှေ့ဗီဒီယိုတစ်ခုမှာလည်းကျွန်တော်တင်ထားပေးရပါတော့ဒီဗီဒီယိုမှာရှိနေမယ်မသိသေးဘူးဆိုတော့ရောက်ပြီးတော့ဝင်ကြည့်လို့ရပါတယ်အကောက်ဘယ်လိုရှောက်ရမလဲဘာတွေပြင်ဆင်ရမလဲဆိုတာတွေကိုပေါ့နော် Okay ကျွန်တော်မှာတော့ register လုပ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုယ်တိုင်လည်းပထမဦးဆုံးအချိန်စပြီးတော့ငွေလွှဲစမ်းကြည့်မှာဖြစ်ပါတယ်နောက်တစ်ခုကအခုချိန်မှာကျွန်တော်လွှဲတဲ့ချိန်မှာကလွှဲက free ဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုတင်ပြီးနောက်ပိုင်းကျွန်တော်တွေလွှဲခပြောင်းလဲရှိနေမှာပေါ့နော် Okay ဒါလေးကိုကြိုတင်သတိပေးထားခြင်းဖြစ်ပါတယ် Okay အဲ့တော့ကျွန်တော်တို့အခုပဲဘယ်လိုငွေလွှဲရမလဲဆိုတာကိုတော့ကြည့်ကြမယ်ဗျOkay တော့ကျွန်တော်တို့ဒီမှာ APG အထဲဝင်လို့ဗျာကျွန်တော်တို့ Chrome browser မှာတော့ပြီးတော့လေ APG ရိုက်ချပြီးတော့လေဝင်လို့ရရင်နော်ပေထရဝင်ဝင်တူတူပါပဲပေါ့နော်ကျွန်တော်ဒီမှာအထဲရောက်ပြီဆိုတာနဲ့ဒီပုံစံပြနေမယ်ဒါကကျွန်တော်တို့ log out ထွက်ထားတာပေါ့နော်ဒီပုံစံပဲပြမယ်အပေါ်ဆုံးမှာတော့ကျွန်တော်တို့ ATM card နံပါတ်ဒုတိယမှာတော့ကျွန်တော်တို့ ATM pin အောက်ဆုံးမှာတော့ကိုယ့်ရဲ့ဒီစမှတ်ထားတဲ့ဖုန်းနံပါတ်ပေါ့နော်ဒီသုံးခုမှန်အောင်ထည့်မယ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ဒီဖုန်းထဲကို OTP message ဒါဝင်လာမှာဖြစ်ပါတယ်နော် OTP မှန်အောင်ထည့်ပါကျွန်တော်ပြောသလိုမျိုးပဲ WhatsApp ကဝင်တူတူပဲနော်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီလိုမျိုးစာမျက်နှာလေးပြလာမယ်ပြလာပြီဆိုရင်ကျွန်တော်တို့ဒီမှာငွေဈေးကြီးလို့ရတယ်ဗျမြန်မာငွေပေါ့နော်ဒီမှာတသိန်းကိုဘယ်လောက်ဆိုတော့သူပြပေးထားတယ်ပေါ့နော်ဒီမှာနော်ဒီနေ့ငွေဈေးကကျွန်တော်တို့ဒီမှာ930နဲ့6ပတ်ရှိရပေါ့နော်တသိန်းကိုโอเคတော့ကျွန်တော်တို့ဒီမှာငွေဈေးကြည့်ပြီးသွားပြီဆိုရင်အောက်မှာကိုလွှဲချင်တဲ့ပမာဏကိုဖတ်ရိုက်ထည့်ပြီးတော့ကြက်ထွက်တယ်ပေါ့နော်လွှဲလို့ရတယ်တခုသတိထားရမှာကကိုယ့်ရဲ့ဒီဘဏ်ထဲမှာငွေဖြည့်ထားမယ်နော်ကျွန်တော်ငွေရှိမှသာလည်းလွှဲလို့ရအောင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘဏ်ထဲမှာ400ကျော်ချီတော့ကျွန်တော်လွှဲမယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့တိကျသိချခြင်းနဲ့ဆိုရင်တော့အတိကျလွှဲပေါ့နော်ကနန်ပေါင်ဆန်းနဲ့ကျွန်တော်ကတော့ဒီမှာအတိကျတွက်ပြီးလွှဲမှာဖြစ်ပါတယ်ကျွန်တော်ကတော့6သိန်းလောက်အရင်စမ်းလွှဲကြည့်မယ်ဗျအတိကျလွှဲမှာနော်6သိန်းလွှဲမယ်ကျွန်တော်ဒီမှာ4434ပေါ့နော်လောက်ကြမယ်ဘဏ်ငွေအဲ့တော့ကျွန်တော်ဒီမှာအတိကျရိုက်ထည့်လိုက်ပေါ့ဗျာဒါဆိုရင်6သိန်းအတိထွက်တယ်ပေါ့နော်ကျွန်တော်ဘဏ်ငွေရှိသလောက်လွှဲတယ်ရရင်တော့သူကကြက်ငွေရသလောက်တွက်ပေးတယ်ပေါ့နော်โอเคကျွန်တော်ကတော့6သိန်းအတိလွှဲမှာဖြစ်တဲ့အတွက်ကြောင့်မို့6သိန်းပဲထည့်လိုက်မယ်6သိန်းသာတွက်ပြီးထည့်မယ်ပြီးကျွန်တော်နောက်တစ်ဆင့်ထပ်သွားမယ်ဒီနေရာမှာကိုချိတ်ခဲ့တဲ့ဘဏ်ကိုပြပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေရာမှာကမ္ဘောဇဘဏ်နဲ့ချိတ်တာဖြစ်လို့ကမ္ဘောဇဘဏ်ပြပေးနောက်တစ်ဆင့်ထပ်သွားမယ်နော်ပြီးဆိုရင်ကျွန်တော်ဒီနေရာမှာကိုရဲ့ဒီအချက်လက်တွေကိုမှန်ကန်အောင်ဒီချိန်ပြန်ပြီးတော့စစ်ဆေးဝင်ပေးတယ်ပေါ့နော်ပြန်စစ်ဆေးပေါ့နော်ကိုရဲ့ဒီအချက်လက်တွေငွေအမောက်တွေတကယ်လို့ပြန်ပြင်ရင်သေးရဆိုလို့ရှိရင်ဒါကျွန်တော်တို့ပြန်ပြင်လို့ရသေးတယ်ပေါ့နော်โอเคကျွန်တော်တို့အားလုံးသိချပြီဆိုရင်တော့အောက်ဆုံးမှာရှိတဲ့ confirm အတည်ပြုမည်ကိုနှိပ်ပြီးတော့နောက်တစ်ဆင့်ကိုထပ်သွားလိုက်မယ်နော်โอเคပြီးရင်တော့ confirm ထပ်နေပါကျွန်တော်တို့အတည်ပြုပြီဆိုတာနဲ့ငွေလွှဲတာကပြီးဆုံးသွားပြီเนาะဒီလိုမျိုးပုံစံပြပြီဆိုတာနဲ့ကျွန်တော်တို့ငွေလွှဲတာအောင်မြင်သွားပြီဖြစ်ပါတယ်တခုတတိထားရမှာကပတ်စံကကျွန်တော်တို့တန်းလွှဲရင်တန်းမရောက်ပါဘူးเนาะကျွန်တော်တို့နေဘတ်တွေဆိုရင်တော့12နာရီတနာရီနောက်ပိုင်းမှာလွှဲရင်တော့နောက်နေ့မှတော့ဝင်နေမယ်ကျွန်တော်တို့ဒီနေ့နဲ့ဝင်ကျင်နေဆိုရင်တော့မနက်ပိုင်း8နာရီ9နာရီလောက်ကနေစလွှဲအဲ့ဒါဆိုရင်ကျွန်တော်တို့ညနေဝင်နေသေးချာရယ်เนาะမဟုတ်ရင်ကျွန်တော်တို့ညနေမှတော့လွှဲရင်နောက်နေ့မှဝင်မှာဖြစ်ပါတယ်အဲ့ဒါဒီသူသတိထားပါเนาะဒီမှာစလေးစစ်မယ်ဆိုရင်ကျွန်တော်ဒီမှာစလေးကိုစစ်လိုက်ပါပြီးဆိုရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့အချက်လက်တွေပေါ့เนาะအရင်လွှဲပြောင်းထားတဲ့မှတ်တမ်းတွေကြည့်ရှင်နေဆိုလို့ရှိရင်လည်းဒီအပေါ်ကလူကောင်းလေးမှနှိပ်ပြီးတော့လည်းဒါကြည့်ရှုလို့ရပါတယ်ဗျနောက်တစ်ခုကျွန်တော်ပြပေးဦးမယ်เนาะမယုံပါဆိုလို့ပတ်စံကတန်းလွှဲတန်းမရောက်ဘူးเนาะအဲ့ဒါလေးတစ်ခုတော့ရှိတယ်သူတို့ကဒီကောင်တွေကငွေဈေးတက်တာလေဗျပုံမှန်မြောက်ဒီဈေးတဲ့ဆန်တစ်ခါတည်းညံ့ဒီကောင်တွေကတက်တာလေပေါ့เนาะစင်ပြီးတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဒါပွဲသားမလို့ပေါ့နော်ကိုယ်တိုင်ဒါရိုက်ကိုဖန်နဲ့ကိုဒါဖြည့်တာဆိုတော့အဆင်ပြေတယ်ပေါ့နော်โอเคနောက်တစ်ခုကကျွန်တော်ပြပေးမယ်ဒီမှာကျွန်တော်ဗန်ချိတ်ထားဖြစ်တဲ့ကြောင့်မလို့ဗန်နဲ့ဝင်ပြပေးမယ်နော်ကျွန်တော်ဒီပတ်စံမရောက်သေးဘူးပေါ့နော်ဒီမှာကျွန်တော်စောင့်ရအောင်မယ်တခုရှိတာကျွန်တော်ဒီပတ်စံတော့ဝင်တာသိချင်နော်မဝင်ဘဲနဲ့မနေပါဘူးဗျနောက်ထပ်သိချင်တဲ့အကြောင်းလေးရှိရဆိုရင်ဗီဒီယိုရဲ့ comment အောက်မှာထပ်ပြီးတော့မေးလာပေးလို့ရပါတယ်ကြိုးရှိရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like subscribe ပြုလုပ်သွားခဲ့ပေးဖို့မမေ့ပါနဲ့ဗျအားလုံးဆင်ပြေပါစေ